ကျွန်တော်တို့စီးရင်ထဲတော့မယ်ဆိုလို့ရှိရင်ပထမအောင်ဆုံးကော်စားနာမည်တွေထည့်ထားဖို့လိုအပ်တယ်ကော်စားနာမည်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်စီးရင်စထည့်လို့ရပြီစီးရင်ထည့်မယ်ဆိုလို့ရှိရင်ဒီနေ့စဉ်စီးရင်ဆိုတဲ့ထဲကိုဝင်သွားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ software အတစ်ဆိုရင်ဒီမှာဘာမှရှိမှာမဟုတ်သေးဘူးအဲ့ဒီအတွက်ကျွန်တော်တို့ကဒီစီးရင်စထည့်မယ်ပေါ့နော်ဒီခဏမနက်ပိုင်းအတွက်ထည့်မယ်ဆိုလို့ရှိရင်စီးရင်အတစ်ဖွင့်ဖို့လိုအပ်တယ်လေချာအတစ်ဖွင့်မယ်ပေါ့နော်ကစားပွဲစဉ်လို့လည်းပြောလို့ရတယ်ကစားပွဲစဉ်အတစ်ဖွင့်မယ်ဒါမှမဟုတ်လေချာအတစ်ဖွင့်မယ်ပေါ့တူတူပဲเนาะအဲ့ဒီအတွက်ကျွန်တော်တို့ဒီအောက်ကအပေါင်းတွေကိုနေလိုက်နေပြီးရင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရက်ဆွဲလေးတူအတူ auto ဝင်နေလိမ့်မယ်ပြောင်းစရာမလိုဘူးဒီနေ့ရက်ဆွဲဝင်နေပြီလားပြီးတော့ကျွန်တော်တို့ဒီမှာအမီမှာကြိုက်တာရိုက်လို့ရတယ်ဒါပေမဲ့ကျွန်တော်မနက်ပိုင်းမို့လို့ကျွန်တော် AM လို့ရိုက်လိုက်မယ်နော် AM လို့ရိုက်ပြီးတော့ဒီဟာဒီဘာမှထည့်စရာမလိုဘူးပြီးခါကြလို့ရှိရင် save ကိုနေလိုက်ရုံပဲ save ကိုနေရိုက်လို့ရှိရင်ဒီမှာ AM လို့ပါတယ်နာမည်ပါတယ်ကျွန်တော်တို့စိန်ရင်လေချာအတစ်ပေါ့နော်စိန်ရင်အတစ်လေးပွင့်သွားပြီအဲ့ဒီမှာကျွန်တော်တို့ကနေပြီးတော့ထိုးကွက်ထည့်မယ်ဆိုလို့ရှိရင်ဒီရဲ့ထိုးကွက်ထဲကိုဝင်လိုက်ထိုးကွက်ဆိုတဲ့ထဲအပေါင်းလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမြင်ရလိမ့်မယ်မြင်ရတယ်ဆိုလို့ရှိရင်ပထမဆုံးဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဒီမှာကြိုထည့်ထားတဲ့ကော်စားနာမည်တွေကဘယ်သူ့ကိုထည့်မှာလဲဘယ်သူစီရင်ထည့်မှာလဲကျွန်တော်ရွေးရမယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ထည့်ဖို့အတွက်ဒီဘေးမှာရှိတဲ့ keyboard ကုံဖလုပ်ကလေးကိုနှိပ်လိုက်ရုံပဲနေပြီးတော့ကျွန်တော်ဒီမှာဆိုရင် function တွေအများကြီးပါတယ်ထိုးကွက်တွေအပါတွေထိပ်တွေနောက်တွေအများကြီးပါတယ်အဲ့ဒီမှာကျွန်တော်ကပုံမှန်ထိုးကွက်ပဲထည့်မယ်ဆိုရင်ကျွန်တော်ဒီထိုးကွက်ဆိုတဲ့ဟာလေးကိုရွေးထားလိုက်မယ်ရွေးပြီးတော့နံပါတ်နေရာမှာ1နဲ့1000R1000ဆိုရင်1နဲ့1000 R1000 1နဲ့1000ပြီးတော့အောင်နေလိုက်ရဆိုလို့ရှိရင်အာမလည်း1000ဝင်သွားလိမ့်မယ်ပြီးတော့ထည့်မယ်ဆိုတာလေးနေလိုက်ဒါဆိုရင်ကျွန်တော်တို့ဒီမှာအစင်းဝင်ဒါဆိုရင်ပေါက်ချတယ်ဝင်သွားပြီပေါ့နော်ဒါပေမဲ့ဒီရဲ့အခြေအနေမှာကျွန်တော်တို့လေချာထဲမှာတွားမပေါင်းသေးဘူးဒါအတီမဖြစ်သေးဘူးပေါ့နော်ဒီအချိန်မှာဖြတ်လို့ရသေးတယ်အဲ့ဒီမှာကျွန်တော်တို့ကဒီမှာဗာမြင်ရမလဲဆိုတော့ဒီ item 2ဆိုတဲ့ဥစ္စာကကြတော့ဘယ်နှကွက်လဲဆိုတာမြင်ရမယ်ဒီပေါက်ချထဲမှာဘယ်နှကွက်ထည့်ထားရလဲဆိုတာမြင်ရမယ်ပြီးတော့ဒီ total ကကြတော့ငွေအမောင်းကဘယ်လောက်ဆိုတာမျိုးမြင်ရမယ်အဲ့ဒီမှာကျွန်တော်ကနေတော့ထည့်ခြင်းနေဆိုလို့ရှိရင်ဒီရဲ့ keyboard ပုံလေးပဲနှိပ်လိုက်ပြီးတော့ကျွန်တော်က break ထည့်မယ်ပေါ့ဒီတစ်ခါကျရင် break ထည့်မယ်ဆိုလို့ရှိရင် break ကိုနှိပ်လိုက်ဘယ်လောက် break ထည့်မလဲခွန် break 1000ဘူးထည့်မယ်ဆိုရင်ဒီနေရာမှာ1000ရိုက်ပြီးတော့ကျွန်တော်ထည့်မယ်လို့နှိပ်လိုက်လို့ရှိရင်ဒီမှာခွန် break တွေသူက1000ဘူးထည့်သွားပြီလိမ့်မယ်ဒါဆိုရင်အားလုံးဘယ်နှကွက်ရှိသွားပြီလဲဆိုတော့ဒီပေါက်ချမှာ12ကွက်ရှိပြီတိုတရားကြတော့12000ပေါ့အဲ့ဒီမှာကျွန်တော်တို့ဒီမှာဒီပေါက်ချကိုအတီးပြုလုပ်မယ်ဆိုရင်အတီးမပြုခင်မှာဘာရွေးရမလဲဆိုတော့ဒီပေါက်ချကအကျွေးလားလက်ငင်းလားကျွန်တော်ရွေးရမယ်အကျွေးဆိုလို့ရှိရင်လွယ်လွယ်လေးပဲဒီအကျွေးကိုကလစ်လေးနှိပ်ပြီးလိုက်အောင်ပဲပြီးတော့အတီးပြုမိကိုနှိပ်လိုက်အောင်ပဲဒါဆိုရင်အကျွေးပေါက်ချဖြစ်တိတ်မလားတိတ်မယ်ဆိုရင် okay နှိပ်လိုက်အောင်ပဲဒါဆိုရင်ပေါက်ချစီးရင်ဝင်သွားပြီပေါ့နော်လေချာစီးရင်ဝင်သွားပြီနောက်ထပ်တစ်စောင်းထပ်ထည့်မယ်ဆိုရင်လည်းအဲ့တိုင်းပဲကျွန်တော်တို့ဒီရဲ့ keyboard ကလေးကိုနှိပ်လိုက်မယ်ဒီခါကျရင်တော့ကျွန်တော်က45ရယ်26ရယ်နော်တဲ့1000 R500အဲ့လိုထည့်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာကြည့်လိုက်မယ်ဆိုရင်45 1000 5400 26 1000 6500တိုတယ်ခဏ၄ကွက်စုစုပေါင်းငွေရ3000ပေါ့နော်အဲ့မှာကျွန်တော်ကအကျွေးပေါက်စားဆိုအကျွေးပေါက်စားလေးကိုဒီတိုင်းထားလိုက်ရုံပဲပြီးတော့အတီးပြုမီကိုနေလိုက်ရုံပဲဒါဆိုရင်အကျွေးပေါက်စားတေးချလားတေးချတယ်ဆိုရင် okay နေလိုက်ဒါဆိုရင်ဒီတိုင်းစီရင်တွင်သွားလို့ရတယ်နောက်တစ်ယောက်တွင်မယ်ဆိုလို့ရှိရင်လေကြောဟာဆိုရင်လည်းကြောရွေးလိုက်ပြီးရင် keyboard ကလေးကိုနေလိုက်ပြီးခါကြလို့ရှိရင်ကျွန်တော်တို့မှာအပါတွင်မယ်ဆိုအပါနံပါတ်နေရာမှာ1လို့ရိုက်လိုက်မယ်ပြီးတော့1000ဆိုလို့ရှိရင်ဒါ1အပါ1000ပို့ပေါ့နော်1အပါ1000ပို့ဆိုရင်19ခွက်ထွက်သွားနိုင်မယ်ငွေမောင်းက19000ဒီမှာကြည့်လို့ရတယ်ပြီးရင်ကျွန်တော်တို့အတီးပြုမီဆိုရင်အတီးပြုမီကိုနေလိုက်ရုံပဲဒါဆိုရင်သူအကျွေးပေါက်ချတွေဝင်သွားလိမ့်မယ်ကဲလို့ကိုကလက်ငင်းပေါက်ချဆိုရင်ဒီအကျွေးပေါက်ချဆွဲဟာလေးကိုဖြုတ်ထားလိုက်ပေါ့